ပို့တဲ့ရိုက်ပန်လို့ကောင်းလောင်လေးများထိုးနဲ့လိုက်ပန်လို့ကြားလိုက်တဲ့ခိုက်တက်မှာအိမ်ငိမ့်နဲ့ကြောင်းရိပ်စီလိုင်းရင်ပြေလို့တွေ့လိုက်ချင်ရဲ့ဒီငယ်ကလေးတို့ရုပ်ရည်ထားပြန်စေဒီရွယ်ချောင်း